ဒါကကျတော့ကိုပိတ်ကတ်တဲ့နေရာမှာလေကိုပိတ်ရဲ့မီးဘူးရင်နွေးပေါက်ကလေထွက်တဲ့အချွန်လေးတွေရှိရလေအဲ့ဒီဟာကိုရေဖြန်းလိုက်တဲ့အချိန်မှာတခါလဲဟိုခလုံးနှိပ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီအကွက်ကဒီလိုပေါ်သွားတာပြန်တော့ရမယ်နော်ပြုံးတယ်လေးအဲ့ပြီးတော့လို့ရှိရင်ဒီမှာတွေ့လားရင်ကျဲကြောကျဲနေရဒီနေရာဝိုက်တဲ့အခါကျရင်ဒီမှာဒီလိုမျိုးပေါ့နော် 1.5 ဒီနေရာကိုဒဲလာတယ်အဲ့လိုမျိုးလောက်တာတဲ့ဆိုင်ဒီမှာပြေလေးပြန်ဝိုက်တဲ့အတွက်ဒီနေရာမှာဒီလိုထောက်နေတဲ့နေရာမရှိတော့ပြီးတော့ရင်ကန်ပုံစံမျိုးဒီလိုမျိုးဝိုက်ပေးထားတယ်နော်ရင်ကန်ပုံစံမျိုးလေးဝိုက်ပေးထားတယ်ပြီးတော့ဒီနေရာလေးကိုခွဲပေးထားတယ်ပြီးတော့ဒီပုံမှာ dropping ထက်တာတို့ sequence ထိုးတာလေးဆိုရင်ပို့ပြီးတော့လှပါမယ်ပေါ့နော်ဒါအကျန်းနဲ့ပဲရှိသေးတယ်ပေါ့နော်မပြီးသေးဘူးပြီးတော့ရင်ဒီ level ကကျတော့ဒီမှာ level လေးနဲ့ကက်ကက်လေးဖြစ်နေတယ်ဟုတ်ပြီနော် level လေးကကက်ကက်လေးဖြစ်နေတာကြောင့်ဒါနှစ်ထပ်ကိုချုပ်ထားတယ်ပြီးတော့လို့ရှိရင်ဒီကျတော့ကဒီအပေါ်တစ်သွားကို1 စီရပူးချုပ်ပြီးတော့မှပြန်ဟန်ပြီးတော့ပြန်ချုပ်ထားတယ်ပြီးပြန်ကြည့်နော်ပြန်လေးလားပြီးတော့လို့ရှိရင်ဒီမှာနောက်ကလေးတော့ပခုံးနေရပခုံးဆိုလို့ရှိရင်လည်းပခုံးကချောမသွားဘူးသူ့နေရာနဲ့သူဟုတ်ပြီနော်ဒီနေရာဆိုလို့ရှိရင်ပခုံးချောတဲ့နေရာတွေမှန်တယ်ပြီးရင် level ကတ်သွားတဲ့နေရာတွေမှန်တယ်အဓိကကတ်တင်ပိုင်းပေါ့နော်ကတ်တင်ကတော့ချသွားပြီဒါပေမဲ့လက်ရပိုင်းမှာတော့နည်းနည်းလေးလိုနေသေးတယ်ကျယ်ဒီဝင်းချုပ်တဲ့ဟာလေးတွေနော်နောက်တစ်ထပ်မှာဒီထက်ပိုကြိုးစားရမယ်ပြီးတော့လို့ရှိရင်ဒီမှာချုပ်လို့ပြောက်ပေါ့နော်ဒီလက်ချုပ်တဲ့ဟာလေးတွေလှတယ်ပေါ့နော်ရပြီပြီးရင်နောက်ကြောကျက်တွေလည်းဒီမှာဒီလိုဟနေတာတွေလည်းမရှိဘူးပေါ့နော်အကုန်လုံးပြည့်စုံတယ်အဲ့တော့အကုန်လှပါတယ်မူပါရပါပြီအဲ့ဒါဆိုတော့လှပါပြီနော်လက်တွေလည်းပါတယ်မြှောက်လို့ရတယ်မြှောက်ရလည်းမြှောက်ချင်တဲ့လူတွေမြှောက်လို့ရတယ်နော်ဒါပေမဲ့ဒီလောက်ပေါ့နော်ဒီလောက်တော့တော်ပြီပေါ့ဒီလိုမျိုးကြီးတွေလှုပ်မှဆိုတော့အေးအပွားကြီးပို့မှရမယ်ဒါကပွက်တက်လို့ဖွက်တက်တာရဲ့ road drop ဖြစ်တဲ့အတွက်ဒီလောက်တော့ရဟုတ်ပြီနော်